မင်္ဂလာပါကျွန်တော်နာမည်ကတော့ William Crafter ပဲဖြစ်ပါတယ်ကျွန်တော်ကအခုမှစပြီးတော့မှ Minecraft add-on တွေအကြောင်းကိုဒီ channel လေးမှာတင်တော့မှဖြစ်တာမို့လို့ကျွန်တော်ရဲ့ channel လေးကို like subscribe တွေနဲ့ကူညီပေးခဲ့ပါဦးဘေးကခေါင်းလောင်းလေးလည်းနှိပ်ပေးဖို့မမေ့ပါနဲ့အဲ့မှာကျွန်တော်တင်တဲ့ဗီဒီယိုတွေကိုထပ်ပြီးမြင်ရမှာဖြစ်တာမို့လို့ပါ Okay ပါ Okay ဒါဆိုရင်ကျွန်တော်တို့ add-on လေးအကြောင်းတွားလိုက်အောင် Okay, let's go. ပထမဦးဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်များလည်းတည်ပြီးကြပြီလို့ထင်ပါတယ်ဗျအဲ့ဒါကတော့ဗာလေးလဲဆိုရင်ကျွန်တော်တို့တစ်ပင်တွေကိုခုတ်လာတယ်တစ်ပင်တုံးခုတ်လာတယ်အကုန်လုံးပြိုသွားတဲ့အားလေးဖြစ်ပါတယ်ကဲအခုကျွန်တော် Game Mode S ကိုပြောင်းပြီးတော့မှကျွန်တော် Survivor ပြောင်းပြီးကျွန်တော်ခုတ်ပြမယ်ပေါ့နော်ကဲကျွန်တော်ဘေးတစ်ပင်တော့ခုတ်ရင်ကောင်းမလဲကျွန်တော်ရှားလိုက်အောင်မယ်ဟိုရှက်ပင်တော့ခုတ်လိုက်မယ်ဒီနာချယ်ရီပင်ကိုခုတ်လိုက်ပြက်စီတော့မှာဆိုတော့ဒါတော့ကျွန်တော် barrel မှာအဓိကထားပြီးတင်မဲ့ add-on လေးဖြစ်ပါတယ်လို့ပေါ့နော် Java မှာတော့တိတ်အဆင်မပြေလို့ပါဟာဒီကအဲ့လိုထိုင်ပြီးတော့မှဖြူရမှာဗျမှန်ကြတယ်အဲ့လိုမို့သူကတုံးချင်းကြီးလို့ရောတော့မှာပေါ့နော်တုံးချင်းကြီးရောတော့ပြီးနောက်ဆုံးကျရင်တစ်ပင်အကုန်လုံးဖြူတော့မှာဗျလုံးဝတစားမကြံဖြူတော့မှာပေါ့နော်ဒီအခုကျွန်တော်ဖြူနေပါပြီဆောင်ကြည့်လိုက်ဘူးเนาะကျွန်တော်အခုဖြိုးနေပါပြီကဲပြမိုက်စီတော့တွေ့တာကြုံခဲ့ကျွန်တော်အကုန်လုံးဖြိုးပါကြလား Okay ပါအဲ့လိုเนาะဒါတော့ကျွန်တော်ဟိုအပင်နဲ့ဟိုဘက်အပင်နဲ့ဆက်နေတော့တီးရွက်တယ်အကုန်မဖြိုးတော့ခန့်တော့ကျွန်တော်နောက်တစ်ပင်ထပ်ခုတ်ပြမယ်ခုနကပင်တိတ်မရှင်းပါဆိုတော့ဒီလိုတပင်နဲ့ရှင်းနေတော့ကျွန်တော်ခုတ်ပြမယ်ပေါ့ကျွန်တော်ခုတ်မယ်သူကထိုင်ပြီးမှခုတ်ရတာတော့ဒီဘေးနားအောက်ကိုထိုင်တဲ့ခလုတ်တွေရှင်းရှင်းဖင်ကုန်းတဲ့ခလုတ်ပဲကျွန်တော်တို့ဖင်ကုန်းတဲ့ခလုတ်ပဲခေါ်တယ်အဲ့ဖင်ကုန်းတဲ့ဟာလေးဖင်ကုန်း Nice ပြီးတော့မှတပင်ဒီအောက်ချီနောက်ခုတ်မိလို့နော်ကောပစိမ်မကြောက်လက်သီးနဲ့ပဲထိုးဝင်ပြန်ဒီကကြောက်တန်တူကြားနေစုံမိကြတော့လိုပါလို့လည်းပေါ့စုံမိလာကြိုက်နေပါကျွန်တော်ချက်ကြည့်နေရကျွန်တော်ခုတ်မယ်ဒီမြန်ခုတ်မယ်ဒီခုတ်တယ်ဒါမဲ့ပြင်တဲ့ရောက်ကြားတယ်ပေါ့ဩ name ဒီအကုန်လုံးတော့ကျွန်တော်ရဲ့ YouTube ရဲ့ဒီ video ရဲ့အောက်က comment ထဲမှာကျွန်တော်အားလုံးတစ်ခုချင်းစီရေးပြီးမှထားပေးမယ်ပေါ့ဗျာနော်ဒီတစ်ခု add-on လေးကိုတွားလိုက်ကြအောင် Okay နောက်တဲ့နံပါတ်2 add-on လေးကတော့အားလုံးလေးသိကြမယ်လို့ထင်ပါတယ်ဒါလေးကတော့ torch ကိုကင်တာနဲ့မီးလေးလင်းလာတဲ့ဥစ္စာပေါ့နော် torch လေးကလည်းမီးလင်းလာတဲ့ဥစ္စာတော့ torch တွေမဟုတ်ဘူးဗျ torch တို့ lava bucket တို့ပြီးတခြားလင်းသမျှလင်းတဲ့ဥစ္စာအကုန်လုံးကင်တာနဲ့မီးလင်းနေပေါ့ဗျာနော်ခေမှာကျွန်တော်နိုင်မှုပြောင်းပြပြမယ်ဗျโอเคညပြောင်းတော့ညပြောင်းတော့ကျွန်တော်အခု torch ကင်ပြမယ်โอเคကျွန်တော်ကင်ပြပြီပေါ့အမှနော်မီးလေးလေးနဲ့ torch ကင်လိုက်မီးလင်းသွားတယ်နော် torch တွေမကအကုန်လုံးပဲပေါ့နော်မီးလေးတွေများဟာအကုန်လုံးကင်လိုက်မီးလင်းနေပဲတော့လာဘက်ကကင်လိုက်မီးလင်းနေ Nice enchanting sword ကင်တော့သူက enchanting sword ကြောင့်နည်းနည်းလေးပဲလင်းရုံလေးပဲလင်းတာပေါ့နော်နည်းနည်းမိန်လေးပဲလင်းတာပဲသူက torch တွေလုံးဝအရန်လင်းတဲ့ဥစ္စာတော့မဟုတ်ဘူးဗျကဲအခုကျွန်တော်တူရအပေါက်လဲကျွန်တော်ပြချပြမယ်ပေါ့နော်ကဲအမှကြည့်ရပါကဲမအောက်ထိလင်းသွားတယ်ပေါ့နော်တွေ့ရလားပြင်လို့အောက်ထိလင်းသွားတယ်မြင်ရလားတော့မသိဘူးအောက်ထိလင်းသွားတယ်ပေါ့နော်ကျွန်တော်ပြန်ခိုင်းလိုက်မယ်အမှကဲကျွန်တော်တူးထားလိုက်မယ်ပေါ့နော်ဟုတ်ကျွန်တော်တူးရတယ်အဲ့လိုပဲပေါ့နော်ကျွန်တော် torch တင်မို့ပြတခြားဥစ္စာတွေကိုပြစ်ချရင်လည်းမီးလင်းတယ်ပေါ့နော်တခြားဟာလေးပြစ်ချရင်လည်းမီးလင်းတယ်ပေါ့ဗျာကဲဟုတ် sorry ကျွန်တော်မီးလေးပြစ်ချလိုက်မယ်ကဲကျွန်တော်မီးရင်ပြစ်ချကြည့်လိုက်မယ် night level 10နဲ့ဗာလေးတော့မသိပါဘူးနော်ကြာပါပြီအောက်ထဲကိုကဲအောက်တော့ကြာပါလင်းနေပါလေအောက်မှာတော့လင်းနေတယ်ပေါ့နော်ဟိုမှာတော့ cave ထဲချရင်တော့နည်းနည်းလေးလင်းအောင်လင်းတော့အဲ့လောက်အရင်ကြီးလည်းမလင်းနေဘူးဒါဘယ်တော့မှမလို့ဗျ Java ဆိုရင် Java ဟာဆိုရင်တော့တော်တော်လေးလင်းမယ်ပေါ့ဗျာကဲဆိုတော့တရားပါလုံးမလဲဆိုကျွန်တော်စင်းခောက်ပြရင်ကောတော်ပါပြီဗျာအစ်စ်မပြေဘူး
ဒီလောက်ပါပဲပေါ့နော်တခြားထူထူဘာမှတော့မရှိဘူးပဲဒါလေးပါပဲဆွဲမှာအတွက်ဆိုတော့တော်တော်သုံးဝင်နေပေါ့ဗျာနေဆိုတော့ torch တွေမကုန်တော့ဘူးပေါ့โอเคနောက်ထပ်တော့တစ်ခုထပ်သွားရအောင်โอเคဒါတော့နောက်တစ်ခုပေါ့နော်ဒီဥစ္စာလေးကတော့ကျွန်တော်တို့တီဝိုင်းကျွန်တော်ပစ္စည်းတွေကမပြောက်မပြန့်ကျဲပါပဲနော်ကျွန်တော်တို့ရဲ့လူတီကောင်ကြီးကပြန်ပေါ်နေမှာ What the hell ကျွန်တော် player body ပြန်ပေါ်နေမှာပေါ့နော်ခေဒါလေးကျွန်တော်ဆင်းပြပါမယ်ကျွန်တော် game mode s ပြောင်း survivor ပြောင်းပါအောင်မယ်နော်ခေကျွန်တော်ခုံချတော့မယ်နော်ဒီနေ့တော့ okay ဟာကျွန်တော်မတီးပါဘူးလေဗျာဒီ ကိုကဆဲဆိုတာကလည်းဟိုဆဲကျင်လို့ဆဲတာမဟုတ်ပါဘူးဂယုဏနဲ့ဆဲ တော်တော်မြင်တော့ထက်ဆင်းနေမှာနော်တော့ okay ခုံဝင်ဗျာပြပဝင်ချက်ရှူဘာမှမရှိဘူးကြွားလည်းမရှိ feeling လည်းမရှိ okay cool ရော့မှာကျွန်တော်တီးသွားပြီပေါ့နော် okay ပါတော့ကျွန်တော်ရဲ့ player body ချမ်းရပေါ့နော် okay ဒါကတော့ကျွန်တော်ပျောက်နေရပေါ့ဒီမှာကျွန်တော်ပြင်မှာစပယ်လေးရှိပေါ့နော်အမကူပြောက်တဲ့ဥစ္စာနဲ့ဦးစီပေါင်းပေါ့ကျွန်တော်အောက်ဆီဂျင်ပေါ့ဗျာအဲ့ဒါလေး okay ကျွန်တော်ဒါလေးနှိမ့်လိုက်မယ်အပေါ် depth 1ဆိုတဲ့ဥစ္စာနှိမ့်ဒီပုံမှာကျ show coordinate ကိုတွားလို့ရတယ်ဒီမှာ teleport နေချက်ကျွန်တော် teleport နေပြီးတွားမယ်ပေါ့နော် okay ကျွန်တော် teleport လိုက်ပြီဒီမှာကျွန်တော်တည်တဲ့နေရာပြန်ရောက်လာပြီအဲ့ဒီကိုကျွန်တော်ကနေပြီးတော့မှအမနှိမ့်ပြန်ဖွင့်အောင်ပြောတော့မှအဲ့လိုပေါ်လိုက်ခေါမြင်ရလေးကျွန်တော်နောက်တစ်ခေါက်ပြန်လုပ်ပြီပေါ့နော်ကျွန်တော်1 block ဒီမှာ1 block နောက်နေနေစုပ်ပြီးမှယူမှရမယ်အားမတကောင်ပြုတ်လာ okay မလား stain body stain ဆိုတာလေးပါအမအဲ့ဒီဖွင့်လိုက်ရင်အမကျွန်တော်ဗာလေ level တွေပေါ့ဗျာနော်1 2 3 4 5တွေအကုန်ပေါ်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့တစ်ခုချင်းစီကိုရွေးပြီးတော့မှလုပ်လို့ရကျွန်တော် skin လေးပေါ်လာတယ်ပေါ့ကျွန်တော်တော့ number 2ယူလာတယ်ပေါ့နော် type number 2 okay ဒီက type 2ဆိုတော့ကျွန်တော်ဘာဖြစ်မလဲတော့မသိပါကျွန်တော်ရိုက်လိုက်မယ်ပေါ့နော်ကျွန်တော်ဆိုင်ရပြီးကျွန်တော်တက်လိုက်မယ် okay ကျွန်တော်ဒီကကျွန်တော် LSG ပေါ်လာတယ်ဗျာ okay ကျွန်တော်ပြန်တောင်းရင်ဝိုင်းနေရတယ်okay မှာ number 2ပေါ့နော်အမကျွန်တော်2ဆို2တွေပေါ်တော့ကျွန်တော်1 name ပြီးတော့ sorry မှာတလီပေါ်လိုက်တယ်ကျွန်တော်နေရာပဲပြန်အောင်လာတယ်ခုနတီးပြီးသားနေရာပေါ့နော် okay မှာကျွန်တော် live ရှာတယ်တော့ဘယ်နာတီးရောအော်ဒီမှာ LS ခဏကိုကြီးဖြစ်နေတယ်ဗျာ What the hell နောက်နည်းနည်းဆုံးမှာ10 block လောက်အကွာနေလမ်းယူမှရမှာပေါ့ဒီမှာ10 block အကွာနေလမ်းယူမှတော့ရတာပေါ့နော်မဟုတ်မရအောင်ပြ okay မှာပြန်ရရပေါ့နော်ဒါတော့ညီကိုတို့ပဲဂိမ်းထဲမှာပဲကိုယ့်ကိုစမ်းကြည့်လိုက်ပါဗျာနော်ကျွန်တော် skin ပြင်ရတဲ့ဒီကိုယ့်ကိုပဲစမ်းကြည့်လိုက်ကျွန်တော်တော့မစမ်းတော့ဘူးနော်ဗီဒီယိုရမ်းရှိတော့မှာဆိုလို့ okay ဒါတော့နောက်ဆုံးတစ်ခုပဲဖြစ်ပါတယ်ပေါ့နော်ဒါတော့ backpack ပေါ့ဗျာနော်ဒါတော့အလုံးမဲ့ဒီမှာလွဲတွေပေါ့နော်ကျွန်တော်တို့ပစ္စည်းတွေပါတယ်ထိန်ပို့ပြီးထိန်နိုင်ပေါ့နော်ဒါတွေကတော့ okay ဒါကတော့ကျွန်တော်စမ်းပြမယ်ဒါ S-Lord တော့လွဲလေးပေါ့အမကြီး S-Lord လေးကလိတ်လေးကိုကင်ထားတယ်ပေါ့ဗျာဒီ main လေးတက်ဆိုတော့တော်တော်လေးမိုက်တယ်ပေါ့နော်ဒါတွေကတော်တော်လေးလှပြီးချဖို့ကောင်းတယ်အပိုင်းအောင်လေးဆိုတော့ okay ကိုနဲ့ပူပြီးမိုက်တယ်ပေါ့ဗျာနော်အပိုင်းအောင်လေး S-Lord တော့အကောင်လေးနေဆိုတော့ကျွန်တော်ဒီကောင်လေးဖယ်မယ် okay warden backpack okay ဒီကောင်တော့ပူပြီးမိုက်တယ်ပေါ့ဗျာကျွန်တော်တော့တော်တော်ကြိုက်တယ်ဗျဒီကောင်လေးကိုတော့ဂျိုးတွေနဲ့ပေါ့မှာကြည့်အတက်တွေအချုံတွေအတက်တွေနဲ့ဘလောက်မိုက်ဆောင်းရမိုက်တယ်ကြည့်လိုက်နောက်မှလည်းအယူတွေကျွန်မကြည့်အရှိမှလည်းတော့အကျိုးတွေပါတယ်ပေါ့နော်အချုံနေတော့လည်းဘေးကနေမှထောင်ပြီးထွက်နေတာပေါ့အဲ့ဒါလေးပါနေမှာโอเคဒီကောင်ပစ္စည်းဘယ်လိုထည့်လဲဆိုတော့ကျွန်တော်ပစ္စည်းဘယ်လိုထည့်လဲဆိုတော့မှာထုံးမယ်โอเคမှာကျွန်တော်ကင်တိုင်းမှာကျွန်တော်နှိပ်လိုက်ပါမယ်ကျွန်တော်နှိပ်လိုက်ထွက်လာတယ်ပေါ့ဘက်ဖက်လေးကထွက်လာကျွန်တော် open ကိုနှိပ်လိုက် open နှိပ်ပြီးတော့အဲ့ထဲမှာကျွန်တော်ပစ္စည်းထည့်လို့ရတယ်ပစ္စည်းတော်တော်ကျတယ်ပေါ့နော်ဒီထဲမှာကျွန်တော်များထည့်လို့ရတယ်ပစ္စည်းတွေကတော်တော်စုံတယ်ပေါ့ဗျာဒါကြောင့် creative mode ဖြစ်နေလို့ပေါ့နော်ဒီလိုမျိုးပစ္စည်းများတယ်မှာကျွန်တော် survival mode ပြောင်းမယ်ဗျာကျွန်တော် survival ပြောင်းပြီပေါ့နော် survival ပြောင်းနေဆိုကြရင်ဒီကောင်ကကျွန်တော်ပြန်ထည့်ထားလိုက်မယ်အဲ့ဒါလေးကို okay ဒီမှာကျွန်တော်အင်ဂျီယာချလိုက်ပြီနော်ချွေးမှာကျွန်တော်ချလိုက်ပြီ okay ဒီကျွန်တော်မှာပစ္စည်းတင်မယ်အဲ့ဆိုလွယ်လေးပါပဲဒီအောက်တယ်ပဲကျွန်တော်မရှုပ်ဘူးပေါ့နော်ကျွန်တော် creative mode နဲ့မလို့ခုနကပစ္စည်းခဏများတော့ okay ဒီမှာဖွင့်လိုက်မယ်ဒီကျွန်တော်အာမလိုပဲဘာမှရှုပ်တာတိတ်မရှိဘူးပေါ့နော် okay မှာ Nice ပြီးတော့ကျွန်တော်ညီကိုတို့တခုပြတာရှိတယ်ပေါ့နော်ကျွန်တော်ခုနကပြဖို့မိသွားတဲ့ဥစ္စာလေးပါကျွန်တော် okay ကျွန်တော်အခု creative mode ပြန်ပြောင်းမယ်ပေါ့နော် okay ကျွန်တော် creative mode ပြောင်းပြီးတော့ပြီဆိုရင်ခုနကကျွန်တော်ပြောပြတဲ့ torch အဲ့တော့နေမှာပေါ့နော်ဒီမှာဒီຢာလေးပါတယ်ဗျဒီ
ဒီမှာဗျ diamond hammer တို့ mini hammer ပေါ့ဗျာဒီကောင်နဲ့ကျွန်တော်မီတီလေးပါတယ်ပေါ့နော်ခေါင်းပါဗျကျွန်တော် keep ထဲပါတယ်စရင်ဒီကောင်မီတီလေးပါပြီးတော့ပေါ့နော်အရင်တော့မလင်းဘူးဗျတော့မိန်ုံလေးပဲမိန်လေးပဲမြင်ရတာပေါ့ okay ကျွန်တော်ဆင်းတော့လိုက်မယ် okay တို့လားနည်းနည်းလေးမိန်တော့ဗျဒီကောင်ရှင်းပြောအရင်မလင်းဘူးဗျမြင်ရအောင်လေးပဲမြင်ရတာပေါ့ဒီမှာကျွန်တော်တို့တူးမယ်လူမျိုးလေးတူးရအောင်ပေါ့နော်အနောက်ကိုတော့မြင်ရတာဆိုနည်းနည်းလေးမြင်ရတယ်ပေါ့နော်အဲ့လောက်လေးပါပဲမိန်လေးမြင်ရတယ်ဆိုမှသူကနေတော်တော်ကောင်းပါတယ် okay okay မိတ်ဆွေတို့အနေနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုကြရင်ကျွန်တော်ရဲ့ဗီဒီယိုလေး like subscribe လေးနဲ့ကူညီပေးခဲ့ကြပါဦးဗျဘေးကခေါင်းလုံးလေးနေပြီးဝင်ပြီးကြပါနေဦးနော် okay နောက်တဲ့ဗီဒီယိုဒီမှာလည်းတခြားတော့မတူညီတဲ့မှုအရုံအနေနဲ့အကောင်းဆုံးဟာတွေကိုကျွန်တော်ရှာပြီးတော့မှပြန်လာခဲ့ပါမယ်ဗျအားလုံးပဲဘိုင်ဘိုင် အာဘာ